ကိုဘီလက်မျိုးလောကအတိုင်းကျန်တကြမ်းပဲဖြစ်ငါကြာရှုံးလို့မရဘူးငါကြာရှုံးရင်ငါတော့မှငါရဲ့တင်းနေရှိစိတ်ရမ်းညစ်တယ်အဲ့ဒီအချိန်ညာအောင်မြင်တဲ့လုပ်ငန်းတိုင်းရဲ့နောက်ွယ်မှာခိုင်မာတဲ့ယုံကြည်မှုနဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေရှိနေတတ်ကြပါတယ်အခုပါတနာရဲ့ပါဝါဆိုတဲ့အစီအစဉ်ကနေကျွန်တော်တို့ကြက်နှကောင်ဘီလက်မြေရဲ့အမာခံမိဖက်ကုန်တယ်ကြီးတွေရဲ့ဘဝအတွေ့အကြုံလုပ်ငန်းအောင်မြင်မှုတွေကိုဒီအစီအစဉ်ကနေဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဘာကြောင့်ကြက်နှကောင်ဘီလက်မြေကိုရွေးချယ်ခဲ့ကြတာလဲဘလို့စိတ်ဓာတ်တွေနဲ့ဒီလုပ်ငန်းကိုထူထောင်ခဲ့ကြတာလဲဆိုတာကိုဒီအစီအစဉ်ကနေပြီးတော့သူတို့ရဲ့ရင်တွင်းစကားတန်တွေကနေတဆင့်နားထောင်ကြည့်လိုက်ကြပါအောင်ခင်ဗျာ။ဟုတ်ကဲ့ကိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါလက်ရှိအခုရဲ့နာမည်နဲ့လက်ရှိအခုလုပ်ကိုင်နေတဲ့အခုလုပ်ငန်းရဲ့နာမည်လေးမိတ်ဆက်ပေးပါအောင်မင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုကိုတီဖြစ်ပါတယ်ကျွန်တော်ကတော့ဘိုဒီအိမ်ဆောက်ပစ္စည်းလုပ်ငန်းနဲ့ဘိုဒီစီမံ trading ဆိုပြီးတော့ရန်ကုန်မှာလုပ်ငန်းလုပ်ကိုင်နေပါတယ်အကိုကအရှိတကုံဘက်ရဲ့ရှူပေါင်းကန်ဘက်ရဲ့မှာတော့ဆိုင်ခွဲတွေနဲ့လက်လီပစ္စည်းတွေရောင်းတယ်ပြီးတော့ရန်ကုန်တိုင်းရဲ့ AR တိုင်းဘက်ကိုကိုတို့ဟို Double Rhino Distribution Dealer အနေနဲ့ကိုလုပ်ကိုင်နေပါတယ်ဟုတ်ကဲ့ပါအခုပထမအဆုံးပေါ့နော်ဘီလက်မြေလောကတွေကိုဘယ်လိုစတင်ဝင်ရောက်ခဲ့လဲပေါ့စတင်ဝင်ရောက်ခဲ့တဲ့အချိန်မှာရောဘယ်လိုအခက်အခဲတွေကြော်ဖြတ်ခဲ့ရတာတွေရှိလဲပေါ့အဲ့ဒါလေးလည်းကျွန်တော်တို့နည်းနည်းမျှဝေပါအောင်ဘီလက်မြေလောကတွေဘယ်လိုဝင်ရောက်ခဲ့လဲဆိုတာထက်ပေါ့နော်အခုတို့အိမ်ဆောက်ပစ္စည်းလောကတွေကိုတော့အခုဒီပွဲရပြီးတဲ့နောက်ပိုင်း2005လောက်မှာကိုစရောက်တယ်လက်ရှိဆိုရင်တော့ကိုတို့စောက်လို့ပစ္စည်းရောင်းတဲ့တက်တန်းက20တဲကိုရောက်လာပြီပေါ့လေအဲဒီမှာတစင်ကိုတို့ Double Rhino က2000 maybe 2016 2019လောက်ဖြစ်မယ်တူတယ်အဲ့ဒီအချိန်မှာ Double Rhino ကအကိုတို့နဲ့အတူတူဈေးအကိုရင်လက်လီရောင်းတာပေါ့နော်ရောင်းရင်းနဲ့အတူတူကို2000နဲ့18 21ပတ်ချလဲပေါ့2021ပတ်ချလဲလောက်ထင်တယ်အဲ့လောက်မှပဲကို Double Rhino နဲ့အတူတူပြည်လက်မြေလောကတွေကိုရောက်လာတာပေါ့လေဒီလာဖြစ်နေပေါ့ကိုလက်လီဆိုင်ကတော့20လောက်ရှိပြီပြည်လက်မြေဒီလာကတော့လက်ရှိအချိန်ဒီမှာဆိုရင်တော့9နှစ်ပတ်ဝန်းကျင်လောက်တော့အကိုရှိပါပြီဟုတ်ဘယ်လိုဝင်ရောက်ခဲ့ဖြစ်လဲဆိုတော့လက်လီဆိုင်တွေရောင်းရင်းနဲ့ရောင်းရတွေကောင်းလာတယ် Double Rhino ကလည်းDouble Rhino ကိုလည်းကိုတို့ကကန်လန်နဲ့ Double Rhino ကကိုတို့ယုံကြည်တယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ကိုတို့ပြည်လက်မြေလောကတွေကိုဖြန့်ချီရေးဆိုတဲ့လောကတွေကိုရောက်လာတယ်ပဲပြောရမှာပေါ့နော်ဟုတ်လို့မျိုးပါကိုနောက်တစ်ခုပေါ့နော်ဒီဆက်စာဦးဆုံးကိုဝင်ရောက်တဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာအခက်ခဲပြီးတော့ဂျုံခဲ့ရလားလုပ်ငန်းကတော့ညီလေးဟိုအခုတို့ဒီအင်ဆောက်ပစ္စည်းလောကတွေစားရောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်ဘီလက်မြေလောကတွေဝင်တဲ့အချိန်မှာပြီးအခက်ခဲကတော့အများကြီးကြုံရတာပေါ့နော်ဘီလက်မြေလောကတွေစားရောက်တဲ့အချိန်မှာဆိုရင်ဘီလက်မြေကအခုတို့အဲ့ဒီများရောင်းရတယ်ဒီလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ customer တွေကအစင်သေးရှိမနေဘူးပေါ့နော်အဲ့ဒီအချိန်မှာအခုတို့ customer တွေနဲ့ relationship တည်ဆောက်ရတဲ့အပိုင်းလေးတွေတခြားသော market တွေကိုလိုက်ရောင်းရတဲ့အပိုင်းလေးတွေမှာတော့အနည်းငယ်တော့အခက်ခဲရှိတာပေါ့အခက်ခဲတွေပြောပြရင်တော့အများကြီးပေါ့လေမမရရအခက်ခဲတွေတရားတစ်ခုခုကိုပြောပါဆိုရင်တော့ဟိုအင်ဆောက်ပစ္စည်းဆိုင်စတဲ့တုန်းကတော့ဟိုပစ္စည်းတွေကိုကတက်ဆမ်မာတွေကိုမမေးဘဲနဲ့ကောင်းတာတွေပဲရွေးတင်မယ်ဆိုတဲ့ပုံစံနဲ့ကိုစတင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကတကယ်နဲ့ရောင်းရလားဆိုပစ္စည်းတွေအရန်ကောင်းနေတဲ့ခါကျတော့ကစတမာတွေကတိတ်မကြိုက်ဘူးသူတို့ရဲ့ဈေးနှုန်းသူတို့လိုချင်တဲ့ဈေးနှုန်းနဲ့မကိုက်ညီတဲ့ခါကျတော့ဗောနော်အဲ့ဒီပစ္စည်းတွေကရှုံးခဲ့တဲ့အခက်ခဲလေးတွေဒါလေးတွေကိုလိုရင်ဆိုင်ခဲ့ရတယ်နောက်ပစ္စည်းတွေကိုမကြည့်ပဲသွားဝယ်ခဲ့လို့ဟိုဆုံးရှုံးခဲ့ရတဲ့အခက်ခဲလေးတွေကိုဒါကတော့အိမ်ဆောက်ပစ္စည်းဆိုင်အစမှာရင်ဆိုင်ခဲ့ရတာဗောနော်ဒီလက်မြေစပြီးတော့ဖြန့်တဲ့အခက်ခဲကိုပြောပါဆိုရင်တော့အဓိကတော့ customer ပဲပေါ့ customer relationship မရှိခင်မှာသူတို့ကို relationship ရအောင်သူတို့ရဲ့ယုံကြည်မှုကိုရအောင်လုပ်ရတဲ့အပိုင်းလေးတွေမှာတော့ခက်ခဲပါတယ်တချို့ customer တွေဆိုရင်ဟိုသူတို့ရဲ့ value နဲ့အခု value နဲ့မကိုက်တဲ့အခါမှာလမ်းခွဲသွားကြတဲ့ customer လေးရှိရဲဆိုရင်တော့ပြောရင်တော့ customer relation ရဖို့အတွက်ကလည်းခက်ခဲတယ်လို့ပဲပြောရမှာပေါ့ဟုတ်ကဲ့ပါအခုဟုတ်လက်ရှိပေါ့နော်ဒီဆောက်လုပ်ရေးလောကကလည်းတော်တော်များများပြင်းထန်တယ်ပေါ့ပြိုင်ဆိုင်မှုလည်းများတယ်ပေါ့အဲ့လိုအခြေမျိုးအဲ့ဒီလိုအခြေအနေမျိုးတွေမှာအခုတို့ဘူတီအနေနဲ့ဘယ်လိုဟိုရက်တီလဲရက်တီနေလဲပေါ့ဒါလေးလည်းအခုနည်းငယ် sharing လုပ်ပြပါအောင်โอเคဆောက်လုပ်ရေးလောကကအခုတို့ဟိုခုနောက်ပိုင်းမှာတော်တော်လေးစိုက်နေလေးများလာတယ်နောက်ဒီအခုတို့တခြားသောကဏ္ဍတွေမှာလည်း brand တွေနဲ့အတူတူဒီ dealer တွေလည်းများလာတယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာဘယ်လိုနေလဲရက်တီလဲဆိုရင်တော့အရင်ဆုံးအခုအင်ဆောက်ပစ္စည်းဆိုင်ရအနေနဲ့ပြောမယ်ဆိုရင်တော့ပေါ့နော်အခုမှာကထူးခြားမှုဆိုတဲ့အရာထက်အခုအမြဲစဉ်းစားတဲ့အရာတခုကဘာလဲဆိုတော့ငါဘာလုပ်ပြီးရင် customer အဆင်ပြေမလဲဆိုတဲ့ဟာကိုတော့အခုအမြဲစဉ်းစားတယ်အခုရှိရတင်းမှတ်မာတွေကိုလည်းကိုအမြဲပြောတာ customer အဆင်ပြေအောင်ငါတို့ဘာလုပ်ပြီးရင်ကောင်းမလဲအဲ့လိုနဲ့အခုအထူးခြားဆုံးအချက်တစ်ချက်ကိုပြောပါဆိုရင်တော့အခုတိတိလောက်ပေါ့နော်ဒီအခုတို့ရက်တီနေတဲ့ market ထဲမှာအင်ဆောက်ပစ္စည်းဆိုင်တော်တော်များများကဝယ်ပြီးသားပစ္စည်းကိုပြန်မလဲပြီးကြောက်ရှုပ်တယ်ပေါ့နော်အခုလို့ရှိမှတော့ထူးခြားချက်တစ်ခုအနေနဲ့ညီတို့ဆိုင်ထဲဝင်လာရင်လည်းတွေ့ပါလိမ့်မယ်ဆိုင်ရှင်းမှာချိတ်ထားတာကကြိုက်တဲ့လောက်ပဲပို့တာပြန်လဲအခုတို့ငွေသားလည်းပြန်အမ်းပေးတယ်
ပစ္စည်းချင်းလဲမယ်ဆိုလဲကိုတို့အဆင်ပြေတယ်အဓိကတော့ထူးခြားမှုတစ်ခုကိုပြောပါဆိုတော့ကိုယ်ဆိုင်နေတဲ့အဲ့ဒီတစ်ခုထူးခြားတယ်ပေါ့နော်အဲဒါကိုတို့ပစ္စည်းတွေပြန်လဲပေးတယ်ကိုတို့လှုပ်ရှုပ်လာတော့ရှုပ်တယ်ဒါပေမဲ့ကာစတမာပို့အဆင်ပြေစေချင်တယ်တချို့ကာစတမာတွေကပစ္စည်းတွေမသိပဲဝယ်သွားတာတွေရှိတယ်အဲ့ဒီမှာကိုတို့ကသူတို့တွေပုံနေတာတွေရှိတယ်အဲ့ဒါတွေကိုတခြားပစ္စည်းနဲ့လဲကျင်တဲ့ခါကိုလဲပေးတယ်ပတ်စံပြန်လို့ကျင်တဲ့ခါကိုပြန်ပေးတယ်ပေါ့နော်ဒါကတော့ကိုတို့ဆိုင်နေတဲ့ထူးခြားချက်ပေါ့ဘီလက်မြေလောကအတွက်ပြောပါဆိုရင်တော့ရည်ရည်လေးတစ်ခုပြောရရင်တော့ကိုတို့ဘီလက်မြေလောကတိုင်းကျန်းတစ်ကျန်းပဲရှိတယ်အဲ့ဒီတိုင်းကျန်းကိုပဲကျင့်သုံးရတာပေါ့လေနော်ဆိုတော့ဒါကတော့ဘီလက်မြေလောကမှာအမြဲပြောနေတဲ့ရည်ရည်စကားပေါ့ထားပါတော့အဲ့တော့အဓိကအကိုရဲ့ခံယူချက်အနေနဲ့ပြောပါဆိုရင် customer နဲ့အကိုက relationship ကတော့ပိုကောင်းအောင်တော့ကိုတို့လုပ်တယ်ဟုတ်ကဲ့ကိုတို့ဘက်ကနေပြီးတော့ customer ဘက်ကိုပေးချင်တဲ့အရာတွေcustomer နဲ့ပိုကောင်းအောင်ကိုလုပ်ချင်တဲ့အရာရှိ customer ကို request လုပ်တယ်ပြီးလို့ရှိရင် customer နဲ့ကိုအဓိက relationship နဲ့သွားတာပေါ့နော်ဒီ market မှာက customer relationship နဲ့သွားတဲ့စနစ်ကပဲလက်ရှိကိုသွားနေတယ်အဲ့ဒါပဲကိုခိုင်းပါတယ်ထူးခြားတယ်လို့ပဲပြောရမှာပေါ့ဒီကတော့ customer relationship ပေါ့ဟုတ်ကဲ့နောက်ထပ်မေးခွန်းတစ်ခုပေါ့ကိုကျွန်တော်တို့ဒီစီးပွားရေးလောကမှာကိုဒီအတက်အကျတွေဂျုံတဲ့အခါမှာအခုအတွက်ရှေ့ဆက်ပြီးတော့ခွန်အားဖြစ်စေတဲ့အရာဘယ်ဟာဖြစ်မလဲပေါ့ဒါလေးလည်းကျွန်တော်တို့ညှဝေပြပါအောင်စီးပွားရေးလောကဆိုတာထက်လောကဒန်ပေါ့နော်ဒီတိုင်းမှာလောကဒန်ဆိုတာတော့ရှိကြတာဟုတ်ကဲ့ဒီလောကဒန်အနေမြင့်နေရတော့ကိုလည်းစိုင်စားဖွင့်ကာစားနေပြီးတော့ဒီအချိန်တွေထိမှာအတက်ကြပေါင်းများစွာဂျုံခဲ့ရတာပေါ့ရှေ့ဆက်ဖို့အတွက်ခွန်အားတစ်ခုကဘာဖြစ်မလဲဆိုရင်တော့ငါကြာရှုံးလို့မရဘူးပေါ့နော်ဟုတ်ကဲ့ပေါ့အဲ့ဒီစိတ်ကတော့ရင်ထဲမှာအမြဲရှိနောက်တစ်ခုကကြတော့ငါကြာရှုံးရင်ငါနောက်မှာငါရဲ့တင်းနေရှိရငါရဲ့တင်းမမာတွေပြူလဲလို့မရဘူးအဲ့ဒီအချက်တွေကပဲဘလို့အခက်ခဲတွေလာရှေ့ဆက်မယ်ဆိုတော့အားတွေဖြစ်တဲ့ရှေ့ဆက်ဖြစ်ခဲ့တာပါနောက်ထပ်မေးခွန်းတစ်ခုပေါ့နော်ကိုကျွန်တော်တို့ဒီဈေးကွက်ထဲမှာဘီလက်မြေအမျိုးအစားတွေအများကြီးရှိတယ်အဲ့ဒီထဲကမှကျွန်တော်တို့ကြက်နှကောင်ဘီလက်မြေကိုဘာကြောင့်ရွေးချယ်ပြီးတော့စိုင်တင်ရောင်းဖြစ်တာလဲပေါ့ဒါလေးလည်းပြောပြပေးပါအောင်ဗျကိုတို့လက်လီဆိုင်ဖွင့်တဲ့အချိန်မှာတော့ဘီလက်မြေ brand အားလုံးကိုယူရောင်းရတယ်ပေါ့နော်ဟုတ်ကဲ့other brand တွေလည်းကိုရောင်းရတယ်ဒီထဲမှာမှdouble rhino နဲ့ဘာကြောင့်ရေရှည်လက်တွဲပြစ်လဲ double rhino ကိုတို့ဒီချိန်ဒီအမြောက်များဒီလာဖြတ်ပြီးတော့ရောင်းချလို့ရလောက်တယ်ဒီလက်တွဲပြစ်လဲဆိုတော့အချက်၃ချက်ရှိရပေါ့နော်တစ်ခုကတော့ဒါကတော့အကုန်လုံးရဲ့ TV အတိုင်းပဲမြန်မာနိုင်ငံမှာအကြီးဆုံးစက်ရုံထဲမှာ double rhino ကပါတယ်နောက် double rhino ရဲ့ quality ဒီအရင်ရောင်းချတဲ့အပေါ်မှာကိုလိုမျက်နှာပြက်စရာမရှိဘူးဒါတစ်ချက်နံပါတ်2အချက်ကတော့ကိုလိုဒီdouble rhino မှာရှိတဲ့စတင်ဒီဆောင်စဉ်ကလူတွေရောလက်ရှိရှိနေတဲ့တင်းမှန်မှာအရောက်ချင်းဒီတိုင်းရောက်ချင်းဒီတိုင်းဒီစကားပြောလိုက်တဲ့အခါခက်ခဲရှိလို့ကူညီတောင်းလိုက်တဲ့အခါမှာအရန်နှွေးထွေးတယ်လို့ခံစားရတယ်ကိုကူညီတယ်မိသားစုဆန်တယ်မီတိုက်လုံးနေရဆိုတာတဲ့ customer ကိုသူတို့ဘလို့ကူရမလဲဆိုတော့တင်းမှန်ပါရဲ့ရှုထောင့်ကနေအမြဲကြည့်ပြီးကူပေးတဲ့အကြောင်းလဲနံပါတ်2ချက်ပါတယ်ပေါ့နော်နံပါတ်3ချက်ကတော့သူတို့ customer ပေါ်မှာကုမ္ပဏီကထားတဲ့ဒီစေတနာပေါ့အဲ့ဒီဟာလေးတွေကcustomer တွေအတွက်အထောက်အပံ့ဖြစ်စေတယ်ရွေးချယ်ဖို့အတွက်အားတစ်ခုဖြစ်စေတယ်ပေါ့နော်ဥပမာအနည်းဆုံးပြောပါဆိုရင်ဘီလက်မီတွေဈေးကျတဲ့အခါမှာသူတို့ဒီအနည်းဆုံး double rhino ဒီ3ရက်5ရက်အတွင်းမှာရှိတဲ့ပစ္စည်းတွေကိုဈေးပြန်ချပေးတာမျိုးတွေဒါတွေဒီ customer တို့ကဝယ်ယူဖို့အတွက်အားသာချက်တစ်ခုယုံကြည်ချက်တစ်ခုဖြစ်စေတယ်ပေါ့နော်အဲ့ဒီအချက်လက်တွေကြောင့် double rhino နဲ့ဒီအချိန်ထိကိုတို့ရေရှည်လက်တွဲပြီးတော့အမြောက်များရောင်းချတယ်ဆိုတဲ့အချိန်တွေမျိုးဖြစ်လာတာပါပဲဟုတ်ကဲ့ပါအခုတို့ဘိုဒီလုပ်ငန်းစုအနေနဲ့ပေါ့နော်စတင်တည်ထောင်ခဲ့တဲ့အချိန်ကနေပြီးတော့ယခုအချိန်ထိအမှတ်တရတွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့ sharing လုပ်ပေးပါအောင်ပေါ့20နီးပါးကာလရောက်လာပြီဆိုတဲ့အခါကျတော့အမှတ်တရတွေတော့အများကြီးပေါ့လေအမှတ်တရတွေမှာကိုတို့ကဒီပျော်တရားခိုက်တဲ့အမှတ်တရတွေရှိတယ်လို့စိတ်ညစ်ခဲ့ရတဲ့အမှတ်တရတွေလည်းရှိတာပေါ့နော်အဲ့တော့ပျော်တရားကိုရင်ပြောရမယ်ဆိုရင်တော့ကိုတို့20တက်တန်းမှာကိုရဲ့လက်လီလုပ်ငန်းကပြောမယ်ဆိုရင်အဲ့ဒီ20ကိုတို့စိုင်စားဖွင့်တဲ့နေ့ကိုမှတ်မိသေးအမှတ်တရစိုင်စားဖွင့်တဲ့နေ့ကနေပြီးတော့ယနေ့အချိန်ကြီးဝယ်နေတဲ့ customer တွေကိုတို့မှရှိသေးတယ်ဒါကိုတို့အရင်အမှတ်တရဖြစ်တယ်နောက်ကိုတို့ဘီလက်မြေဖြန့်ချီလုပ်ငန်းမှာဆိုရင်ထွင်လက်ကောင်းမယ်ကိုတို့တက်တန်း9နှစ်အတွင်းမှာကိုတို့စပြီးဖြန့်ချီတယ်ဆိုတော့လာပေါ့နော်နေ့လို့တော့မသုံးဘူးအဲ့ဒီလာတွေအဲ့ဒီနှစ်တွေတည်းကစပြီးတော့လက်ရှိအချိန်ကြီးကိုတို့ရှိမှာဝယ်နေတဲ့ customer တွေကိုတို့မှအများကြီးရှိသေးတယ်အဲ့တော့ကိုဘွားအတွက်ပြောသေးရအမှတ်တရအခိုက်တန့်နေပဲနည်းနည်းလုပ်ငန်းအခက်ခဲနဲ့ပတ်သက်တဲ့အမှတ်တရပြောပါဆိုရင်တော့ကိုတို့ဒီဘီလက်မြေစတင်ဖြန့်ချီတဲ့နေ့တွေမှာအကိုရဲ့ team မှာအခုလက်တွေလည်းရှိပါတယ်ညီမလေးတွေဆိုရင်ကိုတို့ကစပါတော့ဘီလက်မြေမိုးတွေကရွာဒီလိုကာလာကြီးပေါ့
မိုးရီယာရွာကစတမာတွေကဘီလက်မြေတွေကကိုလောင်တွေကပြည့်အိမ်ဆောက်ပစ္စည်းလုပ်ငန်းဆိုတာလည်းရောင်းဝယ်ကောင်းတဲ့လားရှိတယ်ရောင်းဝယ်မကောင်းတဲ့လားတွေရှိတယ်ဒီကာလမှာရောင်းဝယ်မကောင်းတဲ့လားတွေကိုဖျက်ကျော်ရတဲ့အချိန်မှာအခုတို့ဒီဟိုစိတ်ရမ်းညစ်တယ်ပေါ့အဲ့ဒီအချိန်ကျရင်ဟိုမိုးရီယာရွာရောင်းလို့လည်းမရဘာမှလည်းဒီလောက်ထားတော့ကားသမားတွေရဲ့ pressure တွေဒါတွေကအခုတို့ပေါ့အများကြီးတက်အောင်မှုရှိတယ်ဘီလက်မြေဆိုရေဆိုရင်ခဲသွားမလားဒီလိုမျိုးတွေပေါ့အဲ့ဒီအခက်အခဲပြဝန်ထမ်းညီမလေးတွေဆိုလို့ကြည့်လို့ရှိရင်ဟိုမျက်ရည်ပါကြခဲ့ရတဲ့အထိစတင်စဉ်ကာလမှာအဲ့လောက်ထိဟိုဘယ်လိုခေါ်မလဲမိုးရီရွာပြီဆိုမနက်မိုးလင်းမိုးမရပါသေးတယ်ပဲဆူတော့မနေ့ကအိမ်မက်ဆီနှလုံးပွင့်လို့ကြည့်လို့ရှိရင်ဗရင်တကဖွင့်ပြီးကြည့်လိုက်တာမိုးမင်းမလို့နေလဲပေါ့ဟုတ်ကဲ့ပေါ့မိုးရွာပြီဆိုအဲ့ဒီနေ့ဒီကိုလိုစိတ်ညစ်ဆုံးနေဒါစတင်ခဲ့တဲ့အချိန်ကိုပြောတာပါဒီအချိန်မှာတော့အကိုတို့အမာကန်အားပေးနေတဲ့ customer တွေရှိတယ်အကိုတို့တကယ်အထောက်အကူပြုနေတဲ့ customer တွေရှိတဲ့အတွက်ကြောင့်မို့လို့ဒီလိုခက်ခဲတွေကတော့အဲ့ဒီအချိန်တုန်းကတော့မရှိတော့ဘူးပေါ့ခက်ခဲပင်ခက်ခဲများတော့လဲအဲ့ဒီအချိန်တော့ကတော့မခက်ခဲဒါပေမဲ့အဲ့ဒီအချိန်မှာမျက်ရည်ကျလောက်အောင်ရောင်းခဲ့ရတယ်ဆိုတော့ဝန်ထမ်းလေးတွေအတွက်ကတော့ကိုယ်လည်းအမှတ်တရဖြစ်တာပေါ့ညဒါလေးကတော့ကိုယ်လည်းအမှတ်တရလေးတွေပါပဲဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ဒီလောကထဲဝင်လာမဲ့ဒီလူငယ်တွေအတွက်ပေါ့နော်အခုအနေနဲ့ပေးချင်တဲ့ message လေးရှိလို့ရှိရင်လည်းပြောပြပါအောင်ဗျလူငယ်တွေဆိုတာထက်ပေါ့နော်ဒီလောကတွေကိုအိမ်ဆောက်ပစ္စည်းလောကတွေကိုရောက်လာမှဒီလူငယ်တွေလည်းရှိနိုင်တယ်လို့လူကြီးတွေလည်းရှိနိုင်တယ်ပေါ့နော်ဒါပဲဖြစ်ဖြစ်သူတို့ဒီဆောက်လို့ရေးဆိုင်အစ်စ်ဖွင့်မယ်ဆိုလို့ရှိရင်တော့အကိုတို့ပေးကျင်တဲ့အကြံဆိုတာထက်ပေါ့20ကျော်ကြာတွေ့ကြုံခဲ့တဲ့ရှေ့ပိုင်းမှာတွေ့ကြုံခဲ့တဲ့တွေ့ကြုံတွေကကိုဖွင့်မဲ့ဟို market ကိုအရင်ဆုံးကြည့်စေချင်တယ်ဒီ market ဒီငါက double ဖြစ်နိုင်တဲ့ market လားဟုတ်သလားမဟုတ်ဘူးလားဆိုတော့အဲ့ဒါကိုအရင်ဆုံးကြည့်စေချင်တယ်ပေါ့နော်အဲ့ဒါတွေကြည့်ပြီးတော့မှကြံတဲ့ဒီအခုဆို line ပေါ်မှာလည်းအများကြီး line ပေါ်မှာ TikTok မှာပဲရှာ Facebook မှာပဲရှာ Telegram ဘာဘာမှာဖြစ်ဟို360 degree လှည့်လိုက်တယ်ဆိုလို့ရှိရင် supplier ဘောင်းဆုံးရှိ supplier တော့ကအရင်ပူတယ်မလို့အဲ့ဒီ supplier ဈေးမေးပေါ့နော်ပြီးရင်ကိုနဲ့အနည်းဆုံးကြံပေးနေတာတော့ဒီပစ္စည်းတွေရဲ့အကြောင်းကိုမသိသေးဘူးဆိုရင်သိကျင်တယ်ဆိုရင်ကိုနဲ့အနည်းဆုံးမိတ်ဆွေဖြစ်နိုင်တဲ့ဆိုင်တွေကိုနဲ့အနည်းဆုံးရှိတဲ့ဆိုင်တွေမှာသွားပြီးတော့လေ့လာပါအရင်ဆုံးလေ့လာပြီးမှဝယ်ပြီးတော့တင်စေခြင်းတယ်ပြီးရင်အကိုတို့လို့ပြောတာမဟုတ်ဘူးเนาะအကိုတို့လိုပဲတခြားသောနှစ်ပေါင်းများစွာကြာနေတဲ့အောင်မြင်နေတဲ့အိမ်ဆောက်ပစ္စည်းဆိုင်တွေအများကြီးပါသူတို့ရှီကအရေးပါတဲ့သူတွေနဲ့တွေ့နိုင်အောင်ကြိုးစားစေခြင်းတယ်ကြိုးစားပြီးတော့မှသူတို့ရဲ့အတွေ့အကြုံတွေအကြံဉာဏ်တွေကိုယူစေခြင်းနဲ့သူတို့တနားရီလောက် appointment ပြောတာဖြစ်အဲ့ဒါဒီဟိုသူတို့ရှီကတနားရီလောက်နဲ့စကားပြောလိုက်တာဒီသူတို့ရှီက20ကျော်ကြာအတွေ့အကြုံ30ကျော်အတွေ့အကြုံတနားရီလောက်နဲ့ရသွားတာအဲ့လေးတခုတော့မဖြစ်မနေလေးလုပ်စေခြင်းတယ်မဟုတ်ရင်ဝယ်မရောင်းမတွေဖြစ်ပြီးတော့ဟိုရင်းတဲ့အရင်ကပြန်မရတာမျိုးလို့ပစ္စည်းတွေအိတ်နေတာမျိုးလို့စိုင်စားဖွင့်ကားမှာဒီပြဿနာတွေအများကြီးကြုံရနိုင်တယ်ပေါ့ဒါအခုအတွေ့အကြုံရကို sharing လုပ်တာပါဟုတ်ပြီးကျင်တဲ့အကြံဉာဏ်တော့ဘာရှိလဲဆိုရင်တော့ဟိုခုနကပြောလို့ market ကိုဟိုသိအောင်ကြည့်စေခြင်းနဲ့မဟုတ်ရင်ကြတော့ market ရွေးတာမှားရင်လည်းဟို development ဖြစ်ဖို့အားနည်းတယ်ပေါ့နော် development ဖြစ်ဖို့အားနည်းတယ်နောက်ဒီချက်လေးတွေရှိရဲနောက်တစ်ခုကတော့ဟိုကိုရွေးချယ်တဲ့ supplier ပေါ့ကိုကဘယ် value နဲ့သွားကျင်တာလဲအဲ့ဒီ supplier ကကိုဘယ်လို value မျိုးတွေပေးနိုင်လဲပေါ့ဥပမာကိုတို့ဆိုရင်ကိုတို့က customer နဲ့လက်တွဲတဲ့အခါမှာအဲ့ဒီကိုတို့ပေးခြင်းတဲ့ value နဲ့အဲ့ဒီ customer နဲ့ကိုက်ညီလားဆိုတော့ကိုတို့အမြဲကြည့်တယ်အချို့ customer တွေကဈေးပဲသက်သာကျင်တာရှိတယ်ဈေးသက်သာပြီးရောကျန်တာမကြည့်ဒါပေမဲ့ဈေးသက်သာခြင်းရဲ့နောက်ွယ်မှာသူတို့ဆုံးရှုံးသွားတဲ့အရာတွေအများကြီးရှိတယ်အဲ့တော့ supplier ကိုလည်းဟိုရွေးချယ်ဖို့အတွက်တတိထားပြီးရွေးချယ်စေခြင်းတယ်ပေါ့ဘယ်လို supplier မျိုးရွေးချယ်ငါ့အတွက်ပိုအဆင်ပြေမယ်ဘယ်လို supplier မျိုးကငါ့ကို supporting ဖြစ်စေမယ်ဘယ် supplier ကငါ့ကိုအကောင်းဆုံးဒီလောကမှာလက်တွဲခေါ်နိုင်လဲဆိုတော့အဖြေကိုထုတ်ပြီးတော့မှ supplier ရွေးချယ်တာတွေနောက် location ရွေးချယ်တာတွေအတွေ့အကြုံ sharing လုပ်တဲ့ဟာတွေကိုမျှဝေတာကိုနားထောင်ပြီးတော့မှဆိုင်ဖွင့်စေချင်ပါတယ်လို့ဒီကြံကြံလေးတော့ကိုပေးချင်ပါတယ်ဟုတ်ကဲ့အခုလိုအချိန်ပေးပြီးတော့ဖြေချပေးတဲ့အတွက်အခုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုတို့ကလည်းအာသမန်ကုမ္ပဏီနဲ့အတူတူဒီ partner power ဆိုတဲ့အစီအစဉ်မှာပါဝင်ပြီးတော့ပါဝင်ခွင့်ရတဲ့အတွက်ပေါ့လေကိုတို့ကကျေးဇူးအများကြီးတင်ပါတယ်